အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အမားတို့ကပေါ့နော်နယံတွေကိုအမားတို့ grid line ချပြီးသွားပြီး column တွေဆွဲပြီးသွားပြီဆိုရင်နယံတွေကိုဘယ်လိုဆွဲရမလဲဆိုတဲ့ဟာကိုပြပြမယ်နော်ပထမဆုံးအဲ့လိုလေးပေါ်နေ I enter ပြီးတော့နှိပ်လိုက်ပါနော်โอเคအမားတို့ကနယံစဆွဲမယ်ဆိုရင်အမားတို့က layer current တင်မယ်အဲ့ဒါမှစဆွဲမယ်ပေါ့နော် layer တင်ဖို့အတွက်အပေါ်ကနေတခါတည်းအယောင်တွေပါပြောင်းလို့မရဘူးဆိုရင် LAY က layer ပြောပြီးတော့ enter ခေါက်မယ် wall ဆိုတဲ့အမကျွန်တော်ဒီမှာ file တွေအများကြီးဖြစ်နေတယ်ဆိုတော့အဲ့လိုရှားရတာပေါ့ညီမလေးတို့ကပုံဆွဲမယ်ဆိုရင် new တဲ့ကို new layer ခေါ်ပြီးတော့နယံကို wall ပြောပြီးတော့ပေါ့နော် wall archi a dash wall ပြောပြီးပေးလိုက်ရတယ်ပေါ့နော် archi ပုံဆွဲမှာဆိုတော့ပေါ့နော်โอเคအဲ့ဒါမှအမတို့ကအယောင်လေးတွေကိုကြိုက်တဲ့အယောင်ရွေးလို့ရတယ် pink color ရွေးမလားအဲ့မှာဖြူလေးရွေးမလားပေါ့နော်ကြိုက်တဲ့ color လေးရွေးပေါ့နော်ဒါပေမဲ့make sure ပေါ့အမတို့ပုံထုတ်တဲ့အချိန်ပင့်ထုတ်တဲ့အချိန်ပေါ်ဖို့လိုတယ်ပေါ့နောက်ဆိုပြန်ပြီးတော့အမတို့အယောင်ပြောင်းနေရတာပြန်ပြောင်းနေရမှာဆိုလို့နော်โอเคအမတို့ကပုံဆွဲပြီးဆိုရင်အမတို့ wall လေးရလဲဆွဲပြီးတင်ပြီးသွားပြီးအယောင်လဲကိုကြိုက်တဲ့ရေးပြီးသွားပြီဆိုရင်တချို့တွေက L under ပြောပြီးတော့နယံဆွဲမယ်6လက်မနယံဆိုတော့ offset ပြန်ရိုက်တယ်ပေါ့နော် O under နဲ့ offset ပြန်ရိုက်တယ်အဲ့လိုဆိုရင်အမတို့ကအကုန်လုံးအဲ့လိုဆွဲမယ်ဆိုရင်အချိန်တအားကုန်တယ်အဲကြောင့်အမတို့က multi line နဲ့ဆွဲမယ်ပေါ့နော် multi line နဲ့ဆွဲမယ်ဆိုရင်အမတို့ကokay multi line နဲ့ဆွဲမယ်ဆိုရင် ML under ပြောပြီးတော့အမတို့ကအောက်မှာ ML under လုပ်မယ် scale under သွားမယ်အမကနှစ်ခု scale ကို click ချပြီးဆိုရင်6လက်မကိုလိုချင်တယ်ဆိုတော့6လက်မကို click ချပြီးတော့top ကိုသွားပြီးတော့ဆွဲလိုက်မယ်ပေါ့နော်အမတို့တပုံဆွဲပြီးသွားရင်ဆို escape တို့escape ချတို့ space bar ကိုပုတ်ပြီးတော့ပြန် under ခောက်တဲ့အချိန် space bar ကိုပြန်ပုတ်ပြီးတော့ under ပြောပြီးတော့ပြန်စတိုက်ဆွဲသွားလို့ရတယ်ပေါ့နော် multi line ကိုလေအမတို့အရင်တော့အမတင်ခဲ့တဲ့ဗီဒီယိုပုံစံပေါ့နော်โอเคအမတို့အဲ့လိုဆွဲပြီးသွားရင်ဆိုရင်โอเคပုံကိုသွားကြည့်တစ်ချက်ကြည့်ရအောင်ပေါ့နော်အမအလဲကပုံကိုရှုံနေတော့ဖြတ်လိုက်မယ်တောင်းအမတို့ကြည့်ပြီးဆွဲတဲ့ပုံလေးကိုသွားကြည့်တော့သူက dimension line တွေကအကုန်တူတူပဲ12ပေတွေကြီးပဲဆိုတော့အမတို့ကအရင်မခက်ခဲဘူးအဲ့ဒါကြောင့်အမတို့ကတစ်ဖက်ဆွဲပြီးတစ်ဖက်ကို copy ကူးလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်တစ်ဖက်ကိုဆွဲမယ်ခုန multi line နဲ့ပဲဆွဲမယ်ပေါ့နော်multi line နဲ့ပဲဆွဲမယ် ml under scale click ချမယ် wall thickness ကို6လက်မပဲဆိုတော့ under ပြန်ခေါက်မယ် justify ကိုသွားမယ်အမတို့က top ကိုရွေးပြီးတော့ click ချမယ်ပေါ့နော်အဲ့ဒါဆိုရင်ဆွဲလို့ရပြီ okay မ click ချမယ်ဒါပေမဲ့ तू က dimension ကတူတူပဲဆိုရင်တပုံဆွဲပြီးသွားတခု multi line ဆွဲပြီးသွားရင်ဆိုရင်နောက်တနေရာကိုအမတို့ကclick လိုက်ချ copy paste လုပ်လို့ရတယ်ပေါ့နော် copy ကူးပြီးတော့လိုက်ပြီးတော့ဆွဲလို့ရတယ်ပေါ့နော် okay အမတို့ကတခါကျတော့အမတို့ကနှစ်ခုသုံးတခါတည်း copy ကူးပြီးတော့တခါတည်း click ချလိုက်ရတယ်ပေါ့နော်ဒါ step by step ပြနေတာဆိုတော့လေကျွမ်းကျင်ပြီဆိုရင်ကိုလုံးချင်အလွယ်ကူတဲ့နည်းနဲ့လုပ်လို့ရတယ်ပေါ့နော် okay ဟိုဘက်နဲ့ဒီဘက်ကနယံတွေကအကုန်တူတူပဲဆိုတော့အမကအကုန်လုံးကို select ပေးလိုက်မယ် select ပေးပြီးတော့အမကcopy ကူးမယ် select ကပေါ်အောင် click ပေးပါနော်တခါတည်းကျတော့အမတို့ကအကုန်လုံး select မပါတတ်ဘူး okay အကုန်လုံး select ပါပြီဆိုရင်အောက်က grid line လဲ select ဖြစ်နေလားပြီးတစ်ချက် show ကြည့်ပေါ့နော် okay အမကအဲ့ဒါကို copy လုပ်ပြီးတော့ဟိုဘက်ကိုသွားပြီးချလိုက်မယ်ဒါပေမဲ့အမကအဲ့မှာကအကုန်လုံးက select ဖြစ်မလာတော့အပေါ်မှာကြံခဲ့တာလေးတွေရှိတယ် okay အပေါ်ကိုကြည့်အောင်ပေါ့နော်အပေါ်မှာအကုန်လုံးပါလာတော့အမအပေါ်ကနေရန်နေကြံခဲ့ပြီဒီလား select ပြင်တခြားလေးပြန်ပြီးတော့လုပ်ဖို့အဲ့ဒါဒါပေမဲ့အမကဒီမှာတော့ထားလိုက်တော့အမကငကိုပုံဟိုဘောနော်နေရန်နေရတူတူပဲ dimension တွေတူတူပဲဆိုတော့အမ copy paste ပဲလုပ်လိုက်တယ်ပါအောက်ကနေရန်တွေကို copy paste လုပ်တယ်ဒါပေမဲ့အပေါ်ဆုံးမှာခဏအမပြပြပါမယ်နော်တကယ်လို့ multi line နဲ့ဆွဲမယ်ဆိုရင်အမတို့လုပ်တယ်လို့ ml under scale ချိန်မယ် wall thickness ချပြီး justify သွားရင်မှ top ကိုပဲအမတို့ကရွေးမယ်ဆိုရင်အဲ့မှာကသူကအမတို့ငကိုဆွဲတဲ့ပုံစံပေါ်မလာဘူးသူကလေ multi line ကလေအမတို့ပုံဆွဲပြီးဆိုရင် left to right top to bottom ဆိုတာပေါ်တာပေါ့နော်ဒါပေမဲ့ဒီမှာကအဲ့လိုပေါ်နေတယ်ဆိုရင်အမတို့ဒီ top ကိုရွေးမယ်အစား bottom ကိုရွေးပြီးတော့ပြန်ဆွဲလို့ရမှာပေါ့နော်အဲ့ဒါကြောင့်အဲ့ဒါလေး adjust လုပ်ပြီးတော့ဆွဲပေးပေါ့နော်ပုံဆွဲမယ်ဆိုရင်အဲ့ပြီးခဲ့တဲ့ဟာလေးကို top ကိုဖြတ်ပြီးတော့အမ bottom ပြောင်းထားတဲ့ဟာလေးကိုပြန် under ပြန်ခောက်ပြီးတော့
okay အဲ့ဒါ space bar ကိုပြန်ပို့ပြီးတော့အမဆွဲလို့ရတယ်ပေါ့နော် justify ကို bottom ကိုပြန်ရွေးလိုက်တယ် okay အမကအဲ့ဒါလေးကိုclick ချလိုက်တယ်ပေါ့နော် okay အဲ့လိုဆွဲပြီးသွားပြီဆိုရင်နေရန်တွေကဆွဲပြီးသွားပြီအမတို့ပုံတစ်ပုံဆွဲမယ်ဆိုရင်နေရန်တွေပြီးသွားပြီဆိုရင်အမတို့ကဟိုဘက်အမတို့အမဒီဇိုင်းကိုသွားကြည့်မယ်ပေါ့နော်နေရန်တွေပြီးသွားပြီဆိုရင်အတွင်းနေရန်စဆွဲမယ်ဆိုရင်ဘယ်လိုစဉ်းစားရမလဲဆိုတဲ့ဟာဒီဟာလည်းအဲ့လိုပဲအပေါ် copy ကူးပြီးတော့အောက်ကိုသွားပြီးတော့ချလိုက်မယ်ပေါ့နော်အမတို့နေရန်အရင်ဆုံးဆွဲမယ်နေရန်ဆွဲပြီးတော့ပုံတကယ်ဆွဲမယ်ဆိုရင်ပရင်းပေါက်တွေဖောက်မယ်သူမို့ပရင်းပေါက်တွေကအမတို့ကအထက်ကရေချိုးခဲအိမ်နာတွေကစ်ချန်တွေပေါ်မူတည်ပြီးတော့အပြောင်းလဲရှိနိုင်တယ်စန်တန်မှာတော့ဖောက်တယ်ဆိုရင်အမတို့ခက်နောက်ပိုင်းကျပြန်ပြင်မှာပေါ့ပြန်ပြင်ရနိုင်မယ်ပေါ့နော်အဲဒါကြောင့်အမဒီဟာလေးကိုသွားကြည့်မယ်အမဒီဇိုင်းလေးကိုသွားကြည့်မယ်အဓိက client တွေရဲ့သူတို့ requirement ကိုတခြားကြည့်တခြားကိုကနားထောင်ပြီးတော့ဖြစ်နိုင်တယ်ဆိုရင် note လေးလုပ်ထားပါတော့နော်ဘောဖုံးမှာဖြစ်ဖြစ်စာရိုက်လေးမှာဖြစ်ဖြစ်အမတို့အရင်ဆုံးအမကတော့ဆိုင်ကန်းသူကနှကန်းစာဆိုင်ကန်းလိုချင်တယ်လေကားကိုဒီဘက်ချမ်းလိုချင်တယ်ပြောပြီးဆိုရင်အမတို့ကျန်တဲ့နေရာကိုကျန်တဲ့ space ကိုအမလိုချင်တယ်လို့ရလို့ရရေးပေါ့နော်အမ next video ထဲမှာ design လေးဘယ်လိုစဉ်းစားရလဲဆိုတဲ့ဟာလေးကိုပြပြမယ်နော်ကျေးဇူးတင်ပါတယ်နော်